ကသပင်ရှည်ထားဖို့စဉ်းစားနေတဲ့သူလားဒါဆိုရင်ပထမဆုံးလောက်ရမှာကသပင်ကိုပဲရသလောက်ရှည်အောင်ထားလိုက်ပါအဲ့လိုထားဖို့ကလွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူးဒါဆိုဘယ်လိုထားရမလဲကရုံးသပင်ကနေအစထားမယ်ဆိုရင်အဆင်မပြေနိုင်ပါဘူးအတူပုံမကျတဲ့အတွက်အရှည်ပုံလည်းမကျပါဘူးပုံမကျပန်းမကျရှည်လာရဲ့အတွက်အကြောင်းမျိုးမျိုးနဲ့အတူပြန်ဖြစ်မှာသိကြပါရဲ့ဒါဆိုဘယ်လိုထားရမလဲဆိုတော့ပြောပြပါမယ်ပထမဆုံးအပေါ်သပင်ကိုအရှည်ထားပါဘေးသပင်ကိုအထူပုံစံ2 block ညှပ်ပါအဲ့ကနေမှတစ်ဆင့်2 block မူလက်ပြောင်းညှပ်ပါအဲ့ကနေရှည်လာပြီဆိုရင်ဘူးကတ်ပုံစံကိုပြောင်းညှပ်ပါဘူးကတ်ကနေရှည်လာတဲ့သပင်ကပုံကြကြလေးနဲ့ရှည်လာမှာဖြစ်ပါတယ်ဘူးကတ်ကရှည်လာတဲ့သပင်ကဒီလိုမျိုးဆာမူရိုင်းပုံစီးထားမယ်ဆိုလဲလှရဲချထားမယ်ဆိုလဲကြည့်ကောင်းတယ်ဗျာမြန်မာနိုင်ငံမှာဆိုပိုင်တခွန်တို့ထားတဲ့ပုံစံမျိုးပါအဓိကကတော့မတုံမရှိကာလကိုစိတ်ရှိရှိနဲ့ဖြတ်ကျော်ဖို့လိုပါတယ်ခင်ဗျာအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ